ဒီမှာကျွန်တော် score ဝယ်ရဝင်မယ်ပြီးကျွန်တော် project အသေးတစ်ခုကျွန်တော်တို့ဗန်တီးမယ် okay ဒီလိုလေးပေါ်လိုက်တစ်ချက်ထားနော်ဒီမှာဘေးမှာတစ်ချက်ထားလိုက်ပြီးဒီအောင်နာလေးမှာအပေါင်းနော်အပေါင်း icon လေးရှိတယ်အဲ့ဒါလေးကိုကျွန်တော်တို့နှိပ်မယ်ပေါ့နော် icon လေးကိုနှိပ်မယ်ပြီးဒီမှာကျတော့ကျွန်တော်တို့ဒီမှာကကျွန်တော်တို့app ကို software ရဲ့ပုံပေါ့နော်ဒီမှာကျတော့ software ရဲ့နာမည်ပေါ့နော်ဒီကျွန်တော်တို့ပုံထည့်မယ်ပုံဒီမှာဓာတ်ပုံတွေကကျွန်တော်တို့ချိန်နေတဲ့ပုံပေါ့ software ရဲ့ပုံတစ်ပုံထည့်လိုက်ပေါ့နော်ကျွန်တော်ကဒါလေးဟိုမှာထည့်လိုက်ပြီပေါ့နော်ဒါလေးထည့်လိုက်မယ်ပြီး software ဒီကြတော့ကျွန်တော်အစားနဲ့ကျွန်တော်ကြည့်လိုက်မယ်ပြီးဒီမှာကျွန်တော်တို့ချာ setting တွေကျွန်တော်တို့ချိန်ဖို့စီဒီမှာရှိတဲ့အဲ့ဒီ setting လေးဆိုတာလေးကျွန်တော်နှိပ်မယ်နှိပ်မယ်စီအခုလိုလေးပေါ်လာမယ်ဒီမှာကျတော့ဒီပက်ကစ်နေเนาะကျွန်တော်တို့ software ရဲ့ပက်ကစ်နေလေးကိုကျွန်တော်တို့ထည့်ရမှာပေါ့နော်ဒါမှကျွန်တော်တို့အစီအမီရောဒီမှာကျတော့ project နေပေါ့နော်ကျွန်တော်တို့ software ရဲ့ project နေပေါ့နော် okay ဒီမှာcolor ကျတော့ကျွန်တော်တို့ဘယ်လိုသိနိုင်မလဲဆိုတော့ဒီနော် question mark လေးကျွန်တော်တို့နှိပ်လိုက်မယ်စီကျွန်တော်တို့ဘယ်ကောင်ကဘယ်ကာလာကိုအသုံးပြုတာလဲဆိုပြီးဆိုတာလေးကိုဒီမှာဒီဘောက်လေးထဲမှာကျွန်တော်ပြပေးထားတာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ပေါ့နော် okay ဒီမှာကျတော့ဒါဘာရှင်ပေါ့နော်ကိုထည့်ရှင်တဲ့ဘာရှင်ပေါ့နော်ဒီမှာဘာရှင်ကျွန်တော်ချိန်လို့ရတယ် 1.1 1.01.1 ပေါ့နော်ဘာရှင်ချိန်လို့ရတယ်ပြီးအားလုံးပြီးရင်ကျွန်တော်တို့ဒီမှာ create ပြီးဆိုတာလေးကျွန်တော်နှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာရလာပြီပေါ့နော်ရလာပြီကျွန်တော်တို့ project ခုတည်ဆောက်တာပြီးပြီပေါ့နော်ဒီမှာစီ project နေပေါ့နော်ဒီမှာ project နေရှိတယ်နော်မှာပေါ့ okay ဒီနေ့ကတော့ဒီလောက်ပဲ project တည်ဆောက်တဲ့နည်းကိုကျွန်တော်ပြောပြတာဖြစ်ပါတယ်ပေါ့နော်နောက်နေ့ကျရင်တော့ကျွန်တော်ဒီlinear အကြောင်းလေးတွေကိုကျွန်တော်ပြောပြမယ်ပေါ့နော် okay ဒီနေ့တော့ဒီလောက်ပါပဲ